ခုနဘသူ့အကြောင်းလဲပေတရုအကြောင်းအရင်တော့ပေတရုခရစ်တော်နဲ့လိုက်တော့ခရစ်တော်ဘာပြောလဲပေတရုခရစ်တော်ဘာပြောလဲတင်းလည်းပဲတင်းနဲ့အတူလိုက်သိမယ်စကကြီးတွေပြောပြီးမှနောက်ဆုံးခရစ်တော်ကိုလာဖမ်းတဲ့အချိန်သူဘာလုပ်လဲဖတ်ပြေးတိမ်ဆောင်ခဲ့တယ်ဟုတ်ပြီနော်ခရစ်တော်မသိဘူးဆိုရင်မှကြောချိန်ဆိုပြီးပြောဆိုပြီးမှသူဖတ်ပြေးတိမ်ဆောင်တယ်ဟုတ်ပြီလားဒါပေမဲ့ပေတရုပြန်နောက်တမရဘူးလားနောက်တရတယ်ခရစ်တော်ပြောတဲ့စကားကိုသူတန်းကနေသတိရတယ်အော်ကျမ်တူမင်းဟောသုံးခါညင်းဆိုလိုက်မယ်ဆိုတဲ့အတိုင်းပေတရုသူလှုပ်လိုက်တဲ့အမှုကိုသူအကြီးအကျယ်နောက်တရပြီးမှငိုကြွေးတယ်ဟုတ်တယ်မလားဒီနေ့ကျွန်တော်အသက်တာမှာလဲပေါ့နော်ဟိုခရစ်တော်နဲ့အသက်ရှင်ခဲ့တဲ့ကာလတွေနေ့တွေလည်းများပြီဟုတ်ပြီလားအခုချိန်ထိကျွန်တော်အသက်တာကိုခရစ်တော်အတွက်လုံးကျွန်တော်တို့မပေးနိုင်သေးသေးကတော့ဒီနေ့ကျွန်တော်တို့ရဲ့အသက်တာထဲမှာပေါ့နော်တနေရာမှာခရစ်တော်ကိုကျွန်တော်တို့ဘယ်နေရာမှာညှင်းဆိုနေလဲညှင်းဆိုခြင်းဆိုတာတော့ရှိနေမှာပဲလေဟုတ်တယ်မလားဒါကိုကျွန်တော်တို့ကမသိဘူးဟုတ်ပြီလားဘာလို့လဲဆိုရင်ခရစ်ယာန်တော်များများလောကမှာအသက်ရှင်တော့လောကအရာတွေနဲ့မွေးလျော်ခဲ့တာလဲကြားပြီဟုတ်တယ်မလားဒီအရာတွေနဲ့ပဲအသက်ရှင်လာတာလေဟုတ်တယ်မလားတခါလေခုနကျွန်တော်ပြတဲ့အကောင်လေးတွေပေါ့နော်အဲ့ဒီအကောင်လေးတွေပဲလောကနဲ့အတူပေါ့နော်အသက်ရှင်တဲ့အချိန်လေးတွေလည်းရှိလာတတ်တာပေါ့နော်ဘာလို့လဲဆိုရင်ကြည့်လိုက်လို့ရှိရင်ခရစ်ယာန်လားလောကသားလားကျွန်တော်တို့ခွဲခြားလို့မရဟုတ်တယ်မလားထပ်တူထပ်မြတ်ဖြစ်နေတတ်တာပေါ့နော်ဒီຢာတွေအားလုံးကလည်းအဓိကတော့ဗာလဲကိုဖျားခင်နိုင် 100% commitment မလုပ်လို့ဒါကြောင့်ခရစ်ယာန်အသက်တာဆိုတာဖျားခင်ကိုရာခိုင်နှုန်းအပြည့်အနံဖို့အင်တမအရေးကြီးတယ်နောက်ဆုံးကိုပြောမယ်ကဲ69တသမကိုလောက်အဒမ်မယ်ဆိုရင်လည်းမရပါဘူးလို့ဟုတ်တယ်မလား69ဆိုတရားနာကနေပြီပဲလေဒါမရအောင်ခရစ်ယာန်အသက်တာဆိုတာဗာလဲ100% ခရစ်တော်အနံ့ရတဲ့အသက်တာဖြစ်တယ်ဟုတ်ပြီလားခဲကျွန်တော်တို့က69ရာခိုင်နှုန်းပဲအနံ့မယ်1ရာခိုင်နှုန်းကျတော့ဖျားတနေရာမှာညှင်းဆိုနေမယ်ဆိုရင်ကောဒီနေ့ညာတော့အဖြစ်ခရစ်ယာန်အသက်တာကအဲ့လိုဖြစ်နေတတ်တယ်ဟုတ်မလားဖျားသခင်တော့50ရာခိုင်နှုန်း60ရာခိုင်နှုန်းတဖြည်းတိုးလာတယ်ဘလောက်ပဲတိုးလာဒီနေ့ကျွန်တော်အသက်တာဖျားသခင်ကို100% မပေးသေးရတော့အဲ့ဒီကြံနေတဲ့ 1% မှာလည်းပဲစာရာမလို့လဲအလုံးလုံးနိုင်တယ်ဟုတ်ပြီလား just point 1မှာလဲစာရာဘာလို့လာလဲကျွန်တော်တို့ကိုအလုံးလုံးနိုင်တယ်လောကစီကို square ခေါ်နိုင်တယ်လောကနဲ့တူအောင်လဲသူလုံနိုင်တယ်ဟုတ်တယ်မလားအဲကြောင့်ဒီနေ့ကျွန်တော်အသက်တာဆိုတာအင်တာမဘာလို့ရလဲ take care အမြဲတမ်းဘယ်လိုကြောမလဲကို take care ဆိုတာတဲ့ဘယ်လိုကြောမလဲ watch out ဘောနော်အမြဲတမ်းသတိထားနေရတဲ့သက်တာဖြစ်တယ်တခါလေသတိထားတဲ့ဂျာကနေအမားတွေလုံးပြီးတဲ့အချိန်မရှိဘူးလားရှိတယ်သတိမထားတော့မလို့ထားတဲ့ဂျာကနေအခုကြည့်လေပေတရုသူခရစ်တော်ကိုတကယ်တမ်းဆိုရင်သူစိတ်ရင်းအမှန်နဲ့သူယုံကြည်ခြင်းနဲ့ကြည့်မယ်ဆိုရင်ခရစ်တော်သူညှင်းဆိုစရာအကြောင်းရှိလားမရှိဘူးဘာလဲလားမရှိဘူးသူအားလုံးကိုစွန့်ရင်ပါလေခရစ်တော်နောက်ကိုလိုက်ခဲ့တဲ့သူလေဘယ်နဲ့တောင်မဟုတ်တယ်မလားခရစ်တော်နဲ့အတူခရစ်တော်ပါလဲဆိုတော့လည်းသိတယ်ခရစ်တော်ကဖျားသခင်သားဆိုတာလည်းသူကိုယ်တိုင်မှလည်းခေအော်ခဲ့တာလေဟုတ်တယ်မလားခရစ်တော်ကိုစွန့်စရာအကြောင်းကိုမရှိဘူးဒါတော့မကြည့်မထင်မှပဲကျန်စာရန်လက်ကိုရောက်သွားသေးတယ်သူတဲ့လားခရစ်တော်ကိုညှင်းဆိုလိုက်သေးတယ်ဒါတော့မှ3ကြိမ်3ခါဒီနေ့ကျွန်တော်ယုံကြည်သူအသက်တာမှာလဲဘယ်နေရာမှာခရစ်တော်ကိုကျွန်တော်ညှင်းဆိုနေလဲအဲ့ဒါကိုရှာဖွေဖို့အရင်အရေးကြီးတယ်ဟုတ်တယ်မလားတနေရာမဟုတ်တနေရာမှာတော့ခရစ်တော်ကိုကျွန်တော်တို့ဗာလဲညှင်းဆိုနေတဲ့အရာလေးရှိနေမှာပါပဲအဲ့ဒီအရာကကျွန်တော်တို့ဘာလို့လဲချုပ်ကင်ထားတာလေနားလား 100% ဖျားသခင်အနံ့ဖို့အတွက်ချုပ်ကင်ထားတဲ့အရာတွေဖြစ်တာပါနော်အခုဒီကျွန်တော်တို့နေထိုင်တဲ့ဒီကမ္ဘာလောကကြီးကိုကြည့်မယ်ဆိုရင်ဖျားသခင်ရဲ့ကယ်တင်ခြင်းခံရတဲ့အသွေးတော်ကလေးနဲ့ပျောက်ဆုံးတဲ့အပြစ်သားတွေကိုကြည့်လိုက်မယ်ဆိုရင်ခြားနာဘူးမှမရှိတာတွေ့ရတဲ့ခါလေဟုတ်တယ်မလားဒီနေ့ကျွန်တော်တို့ဆိုဖျားသခင်ပါလေသူ့ရဲ့သားရဲ့အသွေးတော်ဝယ်ယူထားတဲ့သူတွေလေဟုတ်တယ်မလားလောကသားနဲ့ဆိုင်လားဘာမှကိုမဆိုင်ဘူးဟုတ်တယ်မလားဒါပေမဲ့ကြည့်လေအသွေးတော်နဲ့ဝယ်ယူထားတဲ့ဒီနေ့ယုံကြည်သူတွေကိုကြည့်လိုက်လို့ရှိရင်လောကသားတွေနဲ့မခြားအတူတူပဲမြင်နေရတဲ့ဟာတွေအများကြီးရှိတယ်ဟ
ဟုတ်တယ်မလားဒါပေမဲ့အဲ့ဒီတိုင်းမှာကျွန်တော်တို့မပါမိဘူးတော့ကိုယ့်ကိုသတိထားပေါ့ဟုတ်တယ်မလားဒါကြောင့်ပထမတစ်ချက်ကျွန်တော်ပြောချင်လဲဆိုရင်များသောအားဖြင့်အဲ့လိုဘာဖြစ်လဲဆိုရင်ခုနကျွန်တော်ပြတဲ့အကောင်လေးတွေလို့ပေါ့နော်ဒီမှာအင်္ဂလိပ်လိုကတော့ blend in with the wall လို့ပြောတယ် blend in with the wall ဆိုတာလောကနဲ့ရောနှောပြီးမှပေါ့နော်ပတ်ဝန်းကျင်နဲ့ဘာလဲကောရောထွေးပြီးမှနေချင်တဲ့စိတ်ကရှိနေလို့ဒီနေ့လူတွေတော်တော်များများရှိတာပဲလေဟုတ်တယ်မလားဟမ်သူများ TikTok ဆိုရင်ကိုလည်းဆော့လိုက်ရမှာသူများ Facebook ကိုလည်းပုတ်လိုက်ရမှာဟမ်နည်းနည်းလေးလှုပ်လိုက်ရမှာဟမ်အဲ့ဒါနည်းနည်းလေးလှုပ်ရင်နဲ့ဘာပြောသွားလဲသွားပါသွားရောဟုတ်တယ်မလားအခုကျ TikTok တော့ဘာလို့မလဲရှင်ကိုပုံကိုတင်လဲတင်ရတယ်ဘာမှမဆိုလိုက်တင်နေတာပဲသိတယ်မလားကိုမှဘာလဲဟိုရဘယ်လိုပြောမလဲပွက်ထားစရာဘာမှမရှိတော့ဘူးအားလုံးလိုက်တင်နေတာပဲဟုတ်တယ်မလားဒီလိုလုံးဘာမှမဆိုလိုက်တင်တယ်ဘာမှမဆိုလိုက်တင်တယ်သူများလိုက်လို့ရှောက်လို့ဟုတ်တယ်မလားဟမ်အဲ့ဒါဘာဖြစ်နေအဲ့ဒါ blend in ဖြစ်တာ blend in ဖြစ်တာလောကနဲ့ဘာလို့နေလဲသူတို့ရောထွေးပြီးနေတာဟုတ်တယ်အဲ့ဒါနားလည်လားဒါကြောင့်သတိထားရမယ်ဆိုတာအဲ့ဒါကိုပြောတာကျွန်တော်တို့အင်တာမတ်သတိထားရမှာဘယ်ကအစသတိထားရမှာလဲကျမ်းစာဘာတွေပြောလဲကျွန်တော်သတိထားရမယ့်အရာအဓိကဘာလဲအပြောအဆိုဟုတ်တယ်မလားအပြောအဆိုလဲကျွန်တော်ဘာလို့လဲအင်တာမတ်သတိထားဖို့လိုတယ်ပြီးရင်အဝိစားကျမ်းစာဘာမဆိုဝိလို့ရတယ်လောကတွေဘယ်လိုလောကသားတွေဘယ်လိုဝိလဲအဲ့ဒီတိုင်းဝိလို့ပြောလို့လားဟမ်ကျမ်းစာဘာပြောလဲတိတိမောသေနှစ်ကိုတစ်ချက်လောက်ဖတ်ရအောင်တိမောသေပထမဆုံးအခန်းကြီးနဲ့အငယ်ကိုမှာထိုနည်းတူမိမတို့သည်จิตတော်သပင်ရွှေတစားကြောက်ပလဲအဖိုးထိုက်တန်သောအဝိနှင့်ကိုမစင်ပဲရှက်ကြောက်ခြင်းအင်းဒီဆောက်ခြင်းအဖြစ်လျောက်ပတ်သောအဝိကို၎င်းနေစတဲ့ဟဲ့လားအဝိဆောက်ဝင်ဘယ်လိုဝိဖို့ပြောထားတယ်ဘုရားသခင်ဒါပေမဲ့အခုလောကမှာထားတဲ့လောကသားတွေကတော့ဘုရားကိုမသိသေးဘူးယုံကြည်သူတွေကဘယ်လိုအသက်ရှင်နေလဲဟုတ်တယ်မလားဟမ်ပြီးရင်အလေးအကျင့်သူတို့ရဲ့အကျင့်စရိုက်တွေကိုကျမ်းစာဘာပြောလဲတစ်ချက်အကျင့်နိကောအခန်းကြီး60နိကောအခန်းကြီး6အငယ်7မှာဘာပြောထားလဲဆိုရင်ထို့ကြောင့်ထာဝရဘုရားမိန့်တော်မူပြန်သည်ကသင်တို့သည်ထိုသူအထဲမှထွက်၍တဲ့ဘာပြောလဲသင်တို့သည်ထိုသူတို့အထဲမှထွက်၍အသီးချနေကြလော့ကျွန်တော်အများအားပြောတယ်လော့လို့ပြောတာဗာလဲအမိတ်ကျွန်တော်တို့လုတ်ကိုလုတ်ရမယ့်အရာဖြစ်တယ်ဟုတ်တယ်နော်ထိုသူအထဲမှထွက်၍ဆိုတာဗာလဲလောကသားတွေကနေထွက်၍ဘာလို့ကျွန်တော်လောကသားနဲ့မဆိုင်ကျွန်တော်အသွေးတော်နဲ့ဝယ်ထားတဲ့သူတွေဖြစ်တယ်ယုံကြည်သူတွေဖြစ်တယ်လောကသားနဲ့ဆိုင်လားဘာမှမဆိုင်ဘူးဒါကြောင့်ဒီမှာပြောတယ်သင်တို့သည်ထိုသူတို့အထဲမှထွက်၍အတိချနေကြလော့အတိချနေခြင်းဟုတ်ပြီလား separation လို့ပြောတယ်အင်္ဂလိပ်လိုတာ separation တိချနေခြင်းဒါ biblical separation နော်ဟုတ်ပြီလားကျမ်းစာနဲ့ဆိုင်တယ်တိချနေခြင်းမစင်ကြယ်သောအရာကိုလက်နဲ့မြမတို့ကြနဲ့အခုတော့လက်နဲ့မတို့အောင်ကောင်းကောင်းနေနေတာဟင်းတော့ကျွန်တော်အမေကျွန်တော်လေသူအလုပ်လုပ်ပြီးဆိုရင်တဲ့မလားတစ်သား box ရှိတယ်အဲ့ဒါကျွန်တော်ထည့်အိမ်မှာထားတယ်အရင်ဆော့လုံးလို့လေအရင်ဆော့တာကိုကျွန်တော်ငယ်တော့ဘလို့ရဒီပါရဲ့တာဆော့ရဆိုတာကျွန်တော်မမီဘူးအရင်ဆော့တာအဲ့ဒါ तू အဲ့ဒီ box ထဲမှာထည့်အိမ်မှာကျွန်တော် तू အလုပ်လုပ်တယ်အဲ့ဒီထဲမှာလဲဆော့တာပဲအဲ့ဒီထဲမှာလဲထွက်လို့လာမရတာအဲ့ဒီချင်းချင်းလေးထဲမှာဆော့နေတာနော်အဲ့ဒီမှာဆော့နေတာငြိမ်သွားပြီလားအမြင်သိပြီသွားပြီဒီတယောက်ကတော့ငြိမ်သွားတယ်ကျွန်တော်ဘာလို့သိလဲကိုပါတဲ့ဤကိုကောင်းနေနေတာဒီငြိမ်သွားတယ်ဒီကတော့ငြိမ်သွားပြီဆိုတော့အမြင်သိပြီလားကိုပါတဲ့ကိုကောင်းနေနေတာအခုတည်းခရရနေမတိုးနဲ့လို့ပြောမှာကွာသွားနေနေတယ်ဒါစားတော့မစားဘူးနော်ကျွန်တော်လုံးဝမစားဘူးပစားတယ်ပါတယ်လုံးဝကျွန်တော်မထည့်ဘူးအဲ့ဒီနေရတော့ကြိုက်တာအဲ့ဒီနေရတာကိုကြိုက်တာပစားတော့ကျွန်တော်လုံးဝမထည့်ဘူးဒါ
ဒါပေမဲ့ကျမ်းစာဘာပြောလဲတိချနေကြလောမစင်ကြဲသောအရာကိုလက်နဲ့မြမတို့ကြနဲ့တဲ့လားလက်နဲ့တော့မတို့နဲ့မစင်ကြဲရလက်နဲ့တို့ရင်လည်းမနာဘူးလားနာပဲလေကိုလက်ထက်ပါလာတာပဲလေတိုးလိုက်တာနဲ့ကိုကဟုတ်တယ်မလားထိုမတို့ကြနဲ့ထိုတို့ပြုတ်လင်တင်တို့သည်ထိုတို့ပြုတ်လင်တင်တို့ကငါလက်ခံမိတဲ့ကျမ်းထိုတို့ပြုတ်လင်ဟုတ်တယ်နော်အခုဒီမှာဘာပြောလဲပြောတဲ့အတိုင်းတင်တို့လုံးမပဲငါမင်းကိုလက်ခံမယ်လို့ပြောတာဟမ်တခါလေကျွန်တော်အသက်တမ်းမှာဒါတွေကမရှိဘူးကိုကတော့ဖျားသားလို့ပြောတယ်ဖျားပဲကိုကိုလက်ခံသိရမလားလုံးဝလက်ခံထားသလိုလိုဘာလို့လို့ဟမ်ဒီကနေ့ကြမ်းပိုက်တို့ဖတ်လို့ရှိရင်ကိုကိုဖျားတဲ့လက်ခံလားမခံလားမသိဘူးလားသိတယ်ဒီနေ့တီးချနေခြင်းဆိုတာအင်တမ်းအရေးကြီးပါတယ်ဟုတ်ပြီလားတီးချနေခြင်းမရှိလို့ကတော့ခုနကျွန်တော်ပြတဲ့အဲ့ဒီအကောင်လေးတွေလို့ပေါ့နော်လောကနဲ့ရောထွေးပြီးနေတတ်တယ်ကြည့်လိုက်လို့ရှိရင်လုံးဝခွဲခြားလို့မရအောင်ဒီနေ့ခရိယန်ဆိုရင်ကြည့်လိုက်တာနဲ့ကိုထင်းကနေနေရတယ်ဟုတ်တယ်မလားဟမ်ကြည့်လိုက်တာနဲ့ကိုအော်ဒါယုံကြည်သူဆိုတာကိုသိရမယ်ဟုတ်ပြီလားဘုရားသခင်ကျွန်တော်လောကမှာပုံတော်လို့တစ်ခါမှမပြောဘူးပုံလို့လည်းမရဘူးကျွန်တော်တို့ဟုတ်တယ်မလားလောကမှာပုံဖို့ဘုရားသခင်ကျွန်တော်တို့ထားရတာမဟုတ်ဘူးဟုတ်တယ်မလားအလင်းဖြစ်ဖို့လူတကာကျွန်တော်တို့ကိုမြင်ပြီးမှဘုရားကိုသိဖို့ဘုရားကျွန်တော်တို့ထားတာဟုတ်တယ်ဒါကြောင့်မစင်ကြတဲ့အရာကိုကျွန်တော်တို့ဗာလဲလက်နဲ့တော့မတိုးထွေးလို့မရပါဘူးလို့နေကော60ခုကျွန်တော်ဖတ်ပြီးသွားရင်နော်ခုနကျွန်တော်ဗာပြောလဲအဲ့ဒါဗာလဲ separation တီးခြားနေခြင်းဆိုတာ separate living ပေါ့နော်လောကသားနဲ့လောကီသားတွေနဲ့မဆိုင်တဲ့အသက်ရှင်မှုကိုခရစ်တော်အားဖြင့်ကျွန်တော်တို့ကဗာလဲရပြီးသွားပြီဟုတ်တယ်မလားအဲ့လိုရှင်သာနေထိုင်မှုအတွက်လည်းကျွန်တော်တို့ကိုဘုရားသခင်ဘာတုံတယ်လဲကျမ်းစာတုံတယ်နဲ့ဘုသူကတကိုးပြီလဲဝိညာဉ်တော်ကတကိုးပေးတယ်အဲ့လိုနေနိုင်ဖို့အတွက်ဟုတ်ပြီလားဒါကြောင့်ယုံကြည်သူရဲ့နေထိုင်ခြင်းနဲ့မယုံကြည်တဲ့နေထိုင်ခြင်းတူလားမတူဘူးအသက်ရှူခြင်းပဲတူတာဟုတ်တယ်ဟုတ်ပြီလားအသက်ရှူခြင်းပဲတူတယ်အသက်ရှင်ခြင်းမတူပါဘူးလို့ငါပြီလားသူတို့ရဲ့အသက်ရှင်ခြင်းဆိုတာကတည်နေတဲ့အသက်ရှင်ခြင်းဟုတ်တယ်နော်ဒီနေ့ကျွန်တော်တို့အသက်ရှင်ခြင်းကဘာလဲအသက်နဲ့ပြည့်တဲ့အသက်နဲ့အသက်ရှင်နေတာအဲ့ဒါကိုပြောတာဟမ်အသက်နဲ့ပြည့်တဲ့အသက် abundant life ဟုတ်တယ်မလားကျေဝတဲ့အသက်တာနဲ့ဘာလဲအသက်ရှင်တဲ့အသက်တာဒါကြောင့်ဒီနေ့ခရိယာမှလို့ရှိရင် separate တော့နေရမှာပဲတီးခြားတော့နေရမှာပဲဒါကိုယ်နဲ့ပဲဆိုင်တယ်ဟုတ်တယ်မလားဟိုသူတို့မှမနေတာငါဘာလို့နေရမှာလဲဘာမှမဆိုင်ဖခင်နဲ့တင်းနဲ့ပဲဆိုင်တယ်ဒါတင်းရွေးချယ်ရမှာဟုတ်တယ်ဖခင်နဲ့တင်းကိုအတင်းတော့ဘယ်လုံးမမဟုတ်ဘူးဟုတ်တယ်မလားဒါပေမဲ့စံစာအဖြစ်တော့တုံတင်မှာပဲလေဒါကြောင့်ရှင်ယောဟန်16မှာဗာပြောထားလဲဟိုလောကမှာရှိပေမဲ့လည်းကျွန်တော်လောကနဲ့ဆိုင်လားမဆိုင်ဘူးအဲ့ဒါကိုသိလောကမှာတော့ရှိတယ်ကိုလောကနဲ့မဆိုင်ပါဘူးလို့ဒါလောကမှာရှိတဲ့အရာတိုင်းကိုကျွန်တော်တို့လိုက်လို့ရလားမရဘူးဟုတ်ပြီလားမရဘူးအပြောတဲ့ပြောနဲ့ခဏတစ်ဖြုတ်လောက်တာတော့ထားလိုက်တချို့တွေကဘာဖြစ်သွားလဲ edit ဖြစ်သွားတယ်အဲ့ဒါကိုဖျားမကြိုက်တာတိလား edit ဆိုတာဘမလို့ဘာပြောလဲ edit ဆွဲသွားတာတချို့ကဆွဲသွားတာတချို့ကဆွဲသွားတာလုံးဝအဲ့ဒါမရှိမရအောင်အဲ့ဒါမရှိမရအောင်ဆွဲသွားတာဒါကြောင့်မိန်းလေးတယောက်ဖြစ်ရင်အဲ့ဒီဖုံးမှာပဲနိုင်တဲ့ချိန်မှအချိန်ကုန်နေတာကောင်းလားမကောင်းအေးကိုယ့်ကိုစာကြည့်နေတယ်ခုကိုလေ့လာနေတယ်စာဖတ်နေတယ်တမျိုးပေါ့ဟုတ်တယ်မလားဒါပေမဲ့အဲ့ဒီ Facebook မှာတနေ့ကိုအချိန်ကုန်နေတော့မကောင်းပါဘူးလို့ဒါကတော့ဟုတ်ပြီလားကျမ်းစာဒါတော့ကျမ်းစာကလည်းပြောပါတယ်လို့ကဲခုနကျမ်းစာကိုဖတ်ကြည့်လိုက်16မှာပြောလဲကျွန်တော်တို့ဒီလောကနဲ့မဆက်ဆံတဲ့ကဲတို့လေကျွန်တော်ဘာပြောလဲကျမ်းစာကျွန်တော်ဒီလောကနဲ့မဆက်ဆံတဲ့ကဲတို့ဒါခရစ်တော်သူ့ကိုယ်သူပြောနေတာနော်သူ့ကိုယ်သူပြောနေတာပြီးနောက်တော့ဘုရားပြောလဲဤသူတို့ဒီမဆက်ဆံကြပါတဲ့ကျွန်တော်ခရစ်တော်ကျွန်တော်တို့ဘက်ကနေပြောပေးနေတာကျွန်တော်လောကနဲ့ဘာမှမဆက်ဆံခဲ့ဘူးလောကမှာလူတွေဘာလုပ်နေလဲကျွန်တော်မလုပ်ဘူးဆိုတဲ့ပုံစံမျိုးကျွန်တော်မဆိုင်ဘူးအဲ့ဒါနဲ့
ဒါကြောင့်ဒီလူတွေလည်းမဆိုင်ပါဘူးသူတို့လည်းမလုပ်ပါဘူးလို့ပြောနေတာဟမ်တကယ်ပဲမလုပ်ဘူးလားဒီစကားအမှန်နေလားမားနေလားဟမ်ခရစ်တော်ကအမားတော့မပြောပါဘူးဟုတ်တယ်မလားဟမ်မားနေတာဘယ်လိုလဲကိုယ်ပဲဖြစ်တယ်ခရစ်တော်ပြောတော့အမားပြောဒါတမန်တရားဟုတ်တယ်မလားမာနထက်တော့မလွန်နေတာတမန်တရားဖြစ်တယ်တမန်တရားကဘာလဲကျွန်ုပ်ဒီလောကနဲ့မဆက်ဆံတကယ်တော့ခရစ်တော်ကြည့်လေလောကနဲ့ဆက်ဆံခဲ့လားလုံးဝဟမ်သူ့ကိုဖမ်းချင်တဲ့သူတွေဖားရီရှဲတယ်သူ့ကိုလိုက်ရှာဖမ်းဖို့ကြိုးစားတယ်ဘာမှအပြစ်တွေ့မလဲလို့တွေ့လားတွေ့ကုန်တွေ့ရှာတော့မရဘူးသူအပြစ်အဲ့တော့အပြစ်နဲ့ကင်းတဲ့သူဖြစ်တယ်သူကအပြစ်နဲ့ကင်းတဲ့သူဆိုတာဘယ်လိုပြောမလဲကွာဟိုအပြစ်ဆိုတာတော့မသိဘူးကွာနားလည်လားသူဒါကြောင့်သူကကျွန်တော်ဒီလောကနဲ့မဆက်ဆံတခဲတော့ဤသူတို့ဒီလဲဤသူတို့ကဘယ်သူလဲကျွန်တော်တို့ယုံကြည်သူတွေဟုတ်တယ်မလားဤသူတို့ဒီလဲမဆက်ဆံကြပါဒါဆိုရင်ခရစ်တော်ပြောတဲ့အတိုင်းကျွန်တော်တို့လောကနဲ့ဘာလို့ဖို့လို့လဲတိချနေဖို့အရေးကြီးတယ်လောကသားတွေလှုပ်တဲ့ဤအတိုင်းကျွန်တော်လှုပ်လို့ရလားမရပါဘူးဟုတ်ပြီလားဘယ်အရာမှာရှိလောကမှာဖြစ်နေတဲ့အရာတစ်ခုစီတိုင်းကိုကြည့်လိုက်အားလုံးကလည်းစီးပွားရေးပဲ business ပဲဒီ TikTok တော့ဘာတော့တင်တော့ဘလောက်တင်ဘလောက်ဆော့လေးအဲ့ဒီလူပဲလေအဲ့ဒီ app ကိုလုတ်ခဲ့တဲ့လူကပိတ်စာရတယ်လေပဲဟုတ်တယ်မလားစီးပွားရေးတွေပဲဒါတွေအားလုံးကဘာပဲလို့ဒီဖုန်းတို့ internet ဆိုတာအားလုံးကဘာလဲစီးပွားရေးပဲဘာပဲဒီထဲကနေကျွန်တော်တို့လိုအပ်တဲ့အရာလေးတွေကိုတော့ကျွန်တော်တို့ယူသုံးလို့ရတယ်ဟုတ်ပြီလားဒါပေမဲ့သူတို့လုပ်တဲ့အတိုင်းလည်းကျွန်တော်လုပ်လို့ရလားမရပါဘူးလို့ဘာလို့လဲကျွန်တော်တို့ကလောကမှာရှိတော်လဲလောကနဲ့ဆိုင်လားမဆိုင်ဘူးဘယ်တော့မှ blend in မဖြစ်နဲ့ blend in ဆိုတာရောထွေးပြီးမနေနဲ့ don't blend in with the wall လောကနဲ့ရောထွေးပြီးမနေပါနဲ့လို့ဟုတ်ပြီလားခုနအကောင်လေးတွေလို့ background ပါတယ်အဲ့ဒီနေရာအရက်တောက်တဲ့လူနားရောက်လို့ရှိရင်အရက်သမားဖြစ်သွားရောဆေးလေးတောက်တဲ့လူဆေးသမားဖြစ်သွားရောဘယ်နာတော့ရတာဖြစ်သွားတာလေchangeable ဘောနော်ကဲယောမအခန်းကြီးစနစ်ကဘာပြောလဲကျွန်တော်အများနဲ့ဖတ်ပါတယ်ဒီကျမ်းပိုက်လေသင်တို့ဒီလောကီပုံသဏ္ဍာန်ကိုမဆောင်ကြနဲ့တဲ့လောကီပုံသဏ္ဍာန်ကိုမဆောင်ကြနဲ့ကောင်းမြတ်သောအရာနှစ်သက်ဖွယ်သောအရာစုံလင်သောအရာဒီဟုသောဖျားသခင်အလိုတော်ရှိသောအရာသည်အဘယ်အရာဖြစ်သည်ကိုသင်နိုင်မည်အကြောင်းစိတ်နှလုံးကိုအသစ်ပြင်ဆင်၍ပုံသဏ္ဍာန်ပြောင်းလဲခြင်းသို့ရောက်ကြလော့လေလားစိတ်နှလုံးကိုအသစ်ပြင်ဆင်လဲ renewing our mind ကျွန်တော်ရဲ့စိတ်ကိုဗာလဲအသစ်ပြင်ဆင်ဖို့လို့တယ်ဒါမှပဲဘာဖြစ်လဲပုံသဏ္ဍာန်ပြောင်းလဲမှာဟုတ်ပြီလားအယောင်ပြောင်းတာမဟုတ်ဘူးနော်ဘုရားသခင်အယောင်ပြောင်းမှလို့မပြောဘူးဘုရားသခင်ပါလေပုံသဏ္ဍာန်ပြောင်းမှလို့ပြောတာအခုတော့အယောင်ပြောင်းတဲ့ခုနအကောင်လေးတွေလို့လေဘုရားသခင်အဲ့ဒါကိုမကြိုက်တာခရိယန်တွေတချို့အယောင်ပြောင်းလွယ်တယ်သိလားအယောင်ပြောင်းလွယ်တယ်ဟုတ်တယ်မလားဒါဘာပြောလဲပုံသဏ္ဍာန်ပြောင်းတာနဲ့အယောင်ပြောင်းတာအယောင်ပြောင်းတဲ့သူတွေကလေ mind change မဖြစ်သေးဘူးသူတို့ကပုံသဏ္ဍာန်ပြောင်းတဲ့သူတွေကျတော့ mind ဘာဖြစ်လဲ new ဖြစ်တာသူ့မှာအဟောင်းကုန်မရှိဘူးနားလားဟုတ်တယ်သူ့မှာအရင်တော့ဘယ်လိုပြောမလဲ mindset ဆိုတာလူတိုင်းမှာရှိတာပေါ့နားလားအရင်တော့ကိုကျင်လည်ခဲ့တဲ့အရာတွေတော့ mind တော့ရှိတော့ဒါပေမဲ့ तू ကဘာလုပ်လိုက်လဲအဲ့ဒါကို renew လုပ်လိုက်တာအသစ်လုပ်လိုက်တာဟုတ်ပြီလားဒါကြောင့်ကျွန်တော်တို့အများအားကျွန်တော်ရဲ့အတွေးတွေကိုဟုတ်ပြီလားကျွန်တော်တို့ရဲ့ဘယ်လိုပြောမလဲအချမ်းအစီတွေကိုအများအားဘာလုပ်နေရလဲ renew လုပ်နေရတယ်ကွာအသစ်ဟုတ်ပြီလားအသစ်လုပ်ဘာဖြစ်လဲနှုတ်ပတ်တော်အားဖြင့်နှုတ်ပတ်တော်နဲ့ပဲလုပ်လို့ရမှာပဲ change လုပ်လိုက်ဟုတ်ပြီလားအရင်တော့တမန်တရားနဲ့မဆိုင်တဲ့အရာလက်ခံထားတဲ့အရာရှိရင်လဲဆွဲနှုတ်လိုက်တမန်တရားနဲ့မဆိုင်တာဟုတ်တယ်မလားအဲ့ဒီအရာတွေအလုံးပယ်ပြစ်ပလိုက်ဖယ်ပလိုက်စန့်ကျင်မဲ့အရာတွေတမန်တရားနဲ့စန့်ကျင်မဲ့အရာတွေအားလုံးကိုကိုယ့်ရဲ့စိတ်ကနေဆွဲထုတ်ရတယ်ဟုတ်ပြီလားအဲ့ဒီအရာတွေကဘာနဲ့တူလဲသိလားပေါင်းပင်နဲ့တူတယ်အဲ့ဒါ wheat လို့ပြောတယ်
အဲ့ဒီ wit ရှိနေတွေကတော့ကောင်းတဲ့အပင်တွေကဘယ်တော့မှမရှယ်တန်နိုင်တော့ဘူးနားလားကိုကောင်းတဲ့အရာလေးတွေစိုက်တယ်မလားအဲ့ဒီကောင်းတဲ့အရာလေးတွေစိုက်သလိုမကောင်းတဲ့အရာတွေကိုလည်းမနှုတ်ရဘူးလား waiting ဆိုတာလောက်ရတယ်လေပေါင်းနှုတ်တယ်ဆိုတာကြားဘူးတယ်မလားဟုတ်တယ်မလားဘာပဲစိုက်ကိုစိုက်လဲစိုက်ရတယ်အဲ့ဒီကိုကစိုက်ပင်မဲ့လေကိုမစိုက်တဲ့အရာတွေပေါက်မနေတတ်ဘူးလားအဲ့ဒါစာတန်အလုံးတော့အဲ့ဒါစာတန်လောက်တာဒါကြောင့်ကျွန်တော်တို့စိတ်ထဲမှာဖျားစာတန်ကအမြဲတမ်းမကောင်းတဲ့အရာလေးကိုစိုက်တယ်အမြဲတမ်းစိုက်ပေးတယ်အမြဲတမ်းစိုက်ပေးတယ်ဟာရန်ကောင်းတယ်ဒါစိုက်လိုက်ကိုကလည်းကြိုက်တော့စိုက်ပလိုက်တယ်ပေါ့ဟုတ်တယ်မလားကိုကစိုက်အဲ့ဒါတွေကဘာဖြစ်လဲအဲ့ဒါတွေကဖျားစိုက်ထားတဲ့အရာတွေအတွက်ဘာဖြစ်လာလဲအဟံတာဖြစ်လာရောအဲ့ဒါဖျားလာမနှုတ်ပေးဘူးဘယ်သူနှုတ်ရမှာလဲကိုကနှုတ်ရမှာအဲ့ဒါကိုကဆွဲထုတ်ရတယ်အဲ့ဒါတွေကဟုတ်ပြီလားဒါမှလည်းဖျားပေးတဲ့အရာလေးတွေကပို့ပြီးရှင်းတန်းလာတယ်ဟုတ်ပြီလားကြီးထွားလာတယ်အဲ့တော့ကျွန်တော်တို့ဘာဖြစ်လာလဲအသီးသီးတဲ့အထိကြီးထွားသွားတာဗောဟုတ်တယ်မလားဖျားသခင်အဲ့ဒါလိုချင်တာလေဟုတ်တော့ဒါကြောင့်ကိုမြတ်သောအရာနဲ့တက်ဖွယ်သောအရာစုံလင်သောအရာတွေဟူသောဘုရားသခင်အလိုတော်ရှိသောအရာတွေအပေအရာဖြစ်လို့တင်နိုင်မိအကြောင်းနဲ့ဖြစ်တည်ကိုတင်နိုင်မိအကြောင်းဘာပြောနေလဲတင်ယူနိုင်ဖို့အကြောင်းဘုရားတော်တင်တာပဲဒီနေ့ကျွန်တော်တင်ယူနိုင်လားနှုတ်ပတ်တော်အားဖြင့်ကျွန်တော်ကြားနေတာပဲတင်ယူနိုင်လားဟမ်တချို့တွေနှုတ်ပတ်တော်ပြောတာတော့မခံယူနိုင်တဲ့သူတွေရှိတယ်နော်ဟုတ်ပြီလားတင်ယူနိုင်ဖို့အတွက်အရင်ခံယူနိုင်ဖို့အရင်အရေးကြီးတယ်ဟုတ်ပြီလားအော်ဖျားတယ်ငါ့ကိုပြောပါလားလို့ဘယ်တော့မှပြောခြေစားဆရာငါ့ကိုပြောနေပြီဆော်နေပြီပေါ့အဲ့လိုလက်ခံလို့ရမလားတင်ဘာဖြစ်နေလဲကိုပဲသိမလားဟုတ်တယ်မလားဖျားတယ်ဘာတရားဟောခိုင်းတယ်အဲ့ဒါဟောလိုက်တယ်တင်ကိုတိုးထီရင်တင်ခံယူဟုတ်ပြီလားတင်ခံယူရင်အဲ့ဒီမှာတင်ယူခြင်းရှိလိမ့်မယ်တချို့တွေကခန်းတော့မခံယူနိုင်ဘူးစန့်ကျင်မဲ့အတွေးတွေဟုတ်တယ်မလားတမန်တရားကိုစန့်ကျင်တော့သူခင်ဗျာဘာမှမတင်နိုင်တော့အသက်သာကြီးသွားတယ်ဘာဉာဏ်ပညာမရှိတော့ဖြစ်သွားတာပေါ့အဲ့တော့ဘယ်လိုလုပ်ပြီးစိတ်နှလုံးအသက်ပြင်ဆင်လို့ရမလဲသူဟုတ်တယ်နော်အဲ့ဒီတော့ပုံသဏ္ဍာန်ပြောင်းလဲချက်လဲပဲတော့မှရှိမှာမဟုတ်ဘူး no changing ဟုတ်ပြီလားဒါကြောင့်ဒုတိယအချက်ကျွန်တော်ဗာပြောတယ်ခရိယန်ရဲ့အလုပ်တစ်ခုကဝိညာဉ်တွေကိုအနိုင်ယူဖို့ပဲဟုတ်ပြီလားတေဝိညာဉ်တွေကိုဘာလို့ဖို့လို့လဲအနိုင်ယူမယ်ဒါပေမဲ့တေအသက်တာမပြောင်းလဲဘူးဟုတ်တယ်နော်ပုံသဏ္ဍာန်ပြောင်းလဲခြင်းမရှိဘူးဆိုရင်ဝိညာဉ်ကိုအနိုင်ယူဖို့ဆိုတာလည်းမဖြစ်နိုင်ဘူးဟုတ်ပြီလားတုတ်တန်ကျမ်း7:30မှာဗာပြောထားလဲဒါကြောင့်ခရိယန်တွေဝိညာဉ်မဖားနိုင်တဲ့အကျိုးကအဲ့ဒါပဲနော်ဆိုးကျိုးကတော့သူတို့ကိုယ်တိုင်ပြောင်းလဲခြင်းမရှိလို့သူကနှုတ်ပတ်တော့အရန်ပြောတတ်တဲ့အင်္ဂလိပ်အရန်ပြောတတ်တာဘလောက်ပဲပြောတတ်သင်အသက်တာပြောင်းလဲဖို့တော့မလိုဘူးလားလိုတယ်အင်္ဂလိပ်လောက်တယ်ဆိုတာလေ gift မဟုတ်ဘူးလားလူတိုင်းလောက်လို့ရတယ်ဟုတ်ပြီလားဟမ်ကျွန်တော်တော့အင်္ဂလိပ်လောက်တဲ့စုကျေးဇူးရှိတယ်လို့မပြောနဲ့ဒါစုကျေးဇူးမဟုတ်ဘူးဒါသင်လုံးရမယ့်အရာဖြစ်တယ်ဘာဖြစ်လဲပြောင်းလဲခြင်းအဖြစ်ဟုတ်တယ်မလားသင်ကမပြောင်းလဲဘူးသင်အင်္ဂလိပ်လိုက်လောက်တယ်ဘလောက်ပဲအပြောကောင်းကောင်းလေလူတယောက်ပါကြည့်လေသင်အပြောကိုခဏပဲနားထောင်မဟုတ်တယ်ဒါပေမဲ့သင်ကိုတော့အကြာကြီးကြည့်နေမှာနော်ဟုတ်တယ်မလားဖြောင်းမတော်သူတီးသောအသီးသည်အသက်ပင်အသီးဖြစ်၏သူတစ်ပါး၏စိတ်ဝိညာဉ်ကိုရသောသူသည်လည်းပညာရှိဖြစ်တယ်တဲ့ဟုတ်ပြီလားအင်္ဂလိပ်လိုတော့ he that wins soul win ဆိုတာအနိုင်ရတာ soul ဆိုတာဝိညာဉ်ကိုအနိုင်ရတဲ့ wise ဉာဏ်ပညာရှိတဲ့သူတွေဘုရားအဲ့ဒါဖြစ်စေချင်တာလက်ခံစေချင်တယ်သင်ယူစေချင်တယ်ပညာရှိဖြစ်စေချင်တယ်အဲ့ဒီလူတွေချမ်းသာပဲသူကဗာလဲပျောက်တဲ့ဝိညာဉ်တွေကိုသူကကဲတင်နိုင်တဲ့သူဖြစ်တယ်ဝိညာဉ်ကိုအနေရတယ်ဆိုတာပျောက်ဆုံးတဲ့ဝိညာဉ်တွေကိုဗာလဲကဲတင်တဲ့သူဟုတ်တယ်အဲ့ဒီသူက wise လို့ပြောတာပညာရှိတဲ့သူဖြစ်တယ်ဟုတ်ပြီလားဒါကြောင့်ဒီနေ့ဖျောက်ယုံကြည်တဲ့သူအရောက်စီတိုင်းကဗာလဲပညာရှိဖြစ်ရမယ်ဟုတ်ပြီလားမဖြစ်လို့ကတော့ဘယ်တော့မှတင် soul တွေကို win လုပ်နိုင်မှာမဟုတ်ဘူးဟုတ်ပြီလား soul တွေကို win မလုပ်နိုင်ဘူးဆိုရင်တည့်တက်တာမှာအသီးဆိုတာလည်းရှိမလားမရှိတော့ဘူးဟုတ်ပြီလားအသီးနာမဲ့တဲ့အသက်တာဖြစ်မယ်
ဘာလို့လဲရှင်ယောအခန်းကြီး15 16မှာဗာပြောထားလဲရှင်ယော15 16မှာသင်တို့သည်ငါကိုရွေးကောက်ကြသည်မဟုတ်ငါသည်သင်တို့ကိုရွေးကောက်သဖြင့်သင်တို့သည်တွား၍တီကြည်သောအသီးကိုတီးမိအကြောင်းနှင့်ငါနာမကိုအမိပြု၍ခမဲတော်မှတောင်းသမျှကိုရမည်အကြောင်းသင်တို့ကိုငါခန့်ထား၏တဲ့ဟုတ်ပြီလားဒီနေ့ဖျားသခင်ကျွန်တော်ခန့်ရတဲ့အကြောင်းကဘာလဲတီချီတဲ့အသီးကိုတီးဖို့တီချီတဲ့အသီးကိုတီးတဲ့သူတိုင်းဖျားသခင်နာမကိုအမိပြုပြီးဘာမဆိုတောင်းဖျားသခင်ပေးတယ်ဟုတ်ပြီလားခင်ဖျားသခင်ဘာကြည့်လဲတင်သက်တာမှတီချီတဲ့အသီးကိုတော့ကြည့်တယ်ဒီမှာတီချီတဲ့အသီးမရှိပုတ်ပွားတဲ့အသီးပဲရှိနေတော့တင်ဖျားဘာတောင်းဘာရအောင်မို့ဒါကြောင့်ဒီနေ့မြုံနေတဲ့သူကိုဖျားမကြိုက်ဘူးနော်သိလားမြုံတယ်ဆိုတာအတိမတိတာဟိုအမြုံမိမဆိုရင်သူကကလေးမမွေးနိုင်ဘူးဟုတ်တယ်မလားမြုံတာလေဒီနေ့မြုံနေတဲ့ခရီးရတယ်ဘယ်နှယောက်ရှိလဲမသိဘူးရည်ကြည့်နော်ငါပြောလားအတိမတိနဲ့မြုံနေတဲ့သူတွေရှိလို့ရှိရင်ဟမ်မြုံနေတဲ့သူကိုဖျားခင်မကြိုက်ဘူးဟုတ်ပြီလားမြုံတာဖျားဘာမကြိုက်ဘူးဖျားစိုက်ခဲ့တဲ့အသီးနာနဲ့အားလုံးကြည့်လိုက်အသီးသီးတဲ့အသီးနာနေရောတယ်မလားဟမ်မြုံနေတာဘာတခုမှမရှိဘူးဘာလို့လဲဆိုမြုံနေဆိုတာကအဲ့ဒါဘာလဲအဖြစ်ရှိတဲ့အခြေအနေဟုတ်တယ်အဲ့ဒါဟုတ်ပြီလားအသီးမသီးနိုင်ဘူးဆိုကြရတော့တင်အပြစ်ရှိနေလို့ပေါ့ဒီနေ့ကျွန်တော်တင်အပြစ်သားလားဖျားသားလားဖျားသားသမီးမရင်တင်အသီးတီးကိုတီးရမယ်ကွာမြုံစရာအကြောင်းမရှိဘူးဟုတ်ပြီလားမြုံနေလို့ကတော့တင်မှာ something wrong အဲ့ဒါကိုယ့်အကူပြင်တော့ဟုတ်ပြီလားဒါကြောင့်တတိယချက်တင်းရဲ့ဝိညာဉ်လက်နဲ့စုံတွဲတဲ့တင်းရဲ့ကံမိုကိုလဲလိုက်ပါဟုတ်ပြီလားဒီနေ့လူတွေကဖျားသခင်ကကံမိုဝတ်ထားတဲ့ခရအောင်မကြိုက်ဘူးနော်ကံမိုဆိုတာကျွန်တော်ခုနပြောတယ်မလားကံမိုဖလတ်ဟမ်ဟိုလိုဒီလိုဘာလောကသားလိုခရအောင်လိုဖျားသခင်အဲ့လိုဟိုလိုဒီလိုဖျားသခင်မကြိုက်ဟုတ်ပြီလားအဲ့ဒါကိုကံမိုခရအောင်လို့ပြောတယ်ကံမိုဝတ်ဆောင်ဝတ်ထားတယ်ဟုတ်ပြီလားဖျားသခင်ဘာဝတ်ဆောင်ဝတ်တာကြိုက်လဲဘာဝတ်ဆောင်ဖျားသခင်ကျွန်တော်ဘာဝတ်ဆောင်ပေးထားလဲဝိညာဉ်ရေးရလက်နဲ့ဆို armor လို့ပြောတယ်အဲ့ဒါဟုတ်ပြီလား spiritual armor ဝိညာဉ်ဝတ်ဆောင်လေနော်အခုခရိယာနေက armor မွေးပဲနဲ့ဗာလဲကဲမဝတ်ထားတော့ဟာပြဿနာဖြစ်ရောဒါကြောင့်တင်းရဲ့ဝိညာဉ်လက်ဆောင်အတွက်အဲ့ဒီဝိညာဉ်လက်နဲ့ဆောင်ပေါ့နော်ဝိညာဉ်လက်နဲ့ဆောင် spiritual armor အတွက်တင်းရဲ့ကဲမိုကိုလဲလိုက်ဟုတ်ပြီလားဖျားသခင်ကလဲရတဲ့အခွင့်ဖျားသခင်ပေးပြီးပြီဟုတ်တယ်ကျွန်တော်ဖျားမသိတော့အဲ့ဒီကဲမိုတွေဘယ်လောက်ဝတ်ခဲ့လဲဟုတ်တယ်မလားဟာအဟုတ်ကြီးလို့ပြီးမှလောကသားလို့ခရိယန်လို့ဒီနေ့အဲ့ဒီကဲမိုဝတ်တဲ့ခရိယန်တွေအများကြီးရှိပါတယ်ဒါပေမဲ့ဖျားသခင်ဘာဝတ်စေခြင်းလဲလက်နဲ့ဝိညာဉ်လက်နဲ့ဆောင်ကိုဖျားသခင်ဝတ်စေခြင်းလဲအဲ့ဒါအေဖက်6အခန်းကြီး7အဓိကအကျမ်းပိုင်နော်အဲ့ဒီအေဖက်6တစ်ခုလုံးကိုဖတ်ပါလို့အခုမဖတ်နဲ့ရေးထားလိုက်ဟုတ်ပြီလားအဲ့မှာဖျားသခင်အလိုတော်ရှိတယ်ဟုတ်ပြီလားကျွန်တော်တို့ဝေးရမယ်ဝတ်ဆောင်လက်နဲ့တည်ရှိတယ်အဲ့ဒီဝတ်ဆောင်လက်နဲ့တွေကဘာတွေလဲဖျားသခင်အားလုံးကျွန်တော်တို့ခေါ်ပြထားတယ်ဟုတ်ပြီလားအဲ့တော့ဖျားသခင်ဝတ်ဖို့အတွက်ကျွန်တော်တို့ပေးထားတာဖြစ်တယ်ဒါကြောင့်တင်းရဲ့ဝိညာဉ်လက်ဆောင်နဲ့ဆောင်ကိုဒီနေ့တင်းရဲ့ကံမိုနဲ့လဲလိုက်ပါဟုတ်ပြီလားတင်းဒီဖျားသခင်အတွက်တကယ်ပဲအမျက်ဆုံးရှိစေမယ့်အစီကံတူအဖြစ်အတိများစွာတိမဲ့ခရိယာဖြစ်လာမှာဖြစ်တယ်လို့အေဖက်6စနစ်မှာပြောထားတယ်ထို့ကြောင့်ခဲရင်ဆိုရုပ်သောနေ့ရက်ကာလ၌စီးတားနိုင်သဖြင့်ကိစ္စအလုံးစုံတို့ကိုပြီးစီး၍ခံရနိုင်မည်အကြောင်းဖျားသခင်ပြင်ဆင်တော်မူသောလက်နက်ဆောင်ကိုယူဆောင်ကြလော့ဟုတ်ပြီလားအဲ့ဒါဖျားသခင်ရဲ့အလိုတော်ဖြစ်တယ်အဲ့ဒီ spiritual armor ကိုဝတ်ဆင်မှပဲဒီနေ့ဝိညာဉ်တွေကိုကျွန်တော်အနိုင်ရမှာဖြစ်တယ်ပြီးရင်ဟိုကဲမိုဝတ်ဆောင်ကလည်းကျွန်တော်လာပြီးနောက်ဆက်စရာအကြောင်းမရှိတော့ဟုတ်တယ်မလားခရိယန်လိုဘာလိုအဲ့ဒီကဲမို
ပြဿနာလည်းကျွန်တော်တို့လွတ်သွားမှာဖြစ်တယ်ဒါကြောင့်အဲ့ဒီ spiritual armor ကိုဘယ်တော့မှချွတ်နဲ့ဒါဖျားပေးထားတဲ့လက်နဲ့ဝတ်စုံဟုတ်တယ်ဟုတ်တယ်မလားအဲ့ဒါချွတ်လို့ကတော့စာရန်တင်းကိုဘာလာပေးမှလဲရော့ဆိုပြီးကဲမူလာပြန်ပေးမယ်အဲ့တော့ဘယ်တော့မှဖျားခင်အလိုတော့ကျွန်တော်တို့ပြည့်နိုင်မှာမဟုတ်ဘူးဟုတ်တယ်မလားဒါကြောင့်ဒီနေ့ကျွန်တော်ပြောချင်တာတော့ဖျားခင်ကိုတည်တဲ့သူတိုင်းကအတီးတော်တည်ရမှာပဲဟုတ်တယ်မလားဟမ်ဒါပေမဲ့လောကသားလို့အသက်ရှင်လို့ရလားမရပါဘူးလို့ဟုတ်ပြီလားကိုကလောကမှာအလင်းဖြစ်ဖို့ပြီးရင်ကျွန်တော်တို့ဖျားခင်ကိုယုံကြည်ဖျားခင်ရဲ့သားတော်ကိုယုံကြည်လက်ခံပြီးထာဝရအသက်ရတယ်လို့အရောက်စီတိုင်းလို့ဖျားခင်ထာဝရအသက်ရစေခြင်းနဲ့ဒါဖျားခင်ရဲ့အလိုတော်ဖြစ်တယ်အဲ့ဒီအလိုတော်ကိုအရောက်စီတိုင်းလိုက်လျှောက်ကြပါလို့ဖျားခင်ရဲ့ရောက်စီတိုင်းကောင်းချီးပေးပါစေ